နောက်တစ်ခေတ်ကကျေးလက်ဘဝအပိုင်းတော့ဦးလေးချမ်းနှင့်သူမိန်းမတို့ကအိယာရဲပြန်ဝင်နိုင်ချိန်တွင်ဘေးကချမ်းမျိုးနွယ်အိမ်တွင်တော့အဖိုးချမ်းနှင့်အဖွားချမ်းတို့ကအသက်အရွယ်ကြောင့်အိပ်ဆက်သူများဖြစ်လျာစူညံတန်ကြောင့်နိုးသွားတော်သည်အဖိုးချမ်းကမရက်သွားသည့်တကားခောက်တန်ကိုခဏလောက်နားဆိုင်ထောင်းလိုက်ပြီးအိယာရဲကထွက်ခါပရင်းပေါအပြင်ဘက်ကိုချောင်းကြည့်လိုက်လေသည်အဖွားချမ်းကလည်းထထိုင်လိုက်ပြီးသူမ၏ယောက်ျားကိုမေးလိုက်၏ဘာဖြစ်နေတာလဲအဖိုးချမ်းကလာရောင်ကိုအားကိုကမျက်မှောင်ကျုံလိုက်ပြီးအနီးကဲ့ကြည့်လိုက်သည်ချမ်းမိသားစုကရှောင်းအန်းကညာကြီးတကောင်တကားခောက်နေတာပဲတောင်ပေါ်မှာတခုခုများဖြစ်လို့လားထိုစကားကိုကြားသည်တွင်အဖွားချမ်းလည်းထားရလိုက်ပြီးသူမ၏ယောက်ျားနှင့်အတူပရင်းပေါကိုကြည့်လိုက်၏တကယ်ဟုတ်နေတာပဲရှမ်းမိသားစုကဘယ်သူမှပြန်မပြေကြသည်ကိုသိလိုက်ရသည်တွင်အဖွားကြီးကမျက်မှောင်ကျုံသွားကရှမ်းအိမ်ကတကယ်ကျင်နာမဲ့တာပဲအရွယ်မရောက်သေးတဲ့သူတို့တူလေးကိုစစ်မှုအတင်းထမ်းခိုင်းပြီးတော့အသက်တောင်ဆုံးရှုံးသွားတာကိုအခုတော့ရှမ်းမိသားစုရဲ့နောက်ဆုံးကျန်တဲ့မျိုးဆက်ကိုကိုဟာကိုရှာစားခိုင်းနေတဲ့အဲ့ဒီတနာစရာကလေးတွေကိုတောင်ပေါ်တောင်နှင်ထုတ်လိုက်သေးတယ်အဲ့ဒီစံမိန်ကလေးကလည်းသူတို့ရဲ့မကြီးလို့သာခေါ်တာရှောင်းအန်းနဲ့ရှောင်းနေထက်နည်းနည်းပဲကြီးတယ်သူကဖြင့်အိမ်မှုကိစ္စလည်းမနိုင်ပါဘူးအမှန်ပဲသူမကမလုံနိုင်ခဲ့ချေအဖိုးချမ်းကရှန့်ဤပေမမိသားစုကိုပေးထားသည့်အသီးရွက်မြေကွက်လေးကိုစဉ်းစားမိလိုက်သည်သူမိန်းမကစမ်းလော့ကိုအသီးရွက်မျိုးပင်များပေးခဲ့ခြင်းပင်အခုတော့ထိုအပင်ပေါက်ကလည်းမြေဩဇာမရသည်ကမရပိုစာသည်ကပိုစာနှင့်တေကုန်ကြရာတေတေချာချာပေါက်လာသည့်အပင်ကတပင်မှမရှိချေအမျိုးသမီးလီကလည်းဘာတွေစဉ်းစားပြီးသူ့ကိုရွေးခဲ့မှန်းမသိဘူးစမ်းလော့ကစိုက်ပျိုးရေးလည်းမလုပ်တတ်နဲ့သူတို့၃ယောက်အတူတူနေကြတာဘလို့လုပ်ပြီးအသက်ရှင်နိုင်မှာလဲအဖွားချမ်းကပြန်လှည့်သွားကအင်ကြီးကိုဝတ်လိုက်သည်ကျမအပြင်ကိုသွားကြည့်လိုက်အောင်မယ်တခုခုများအသေးအတန်ဖြစ်နေမလားမသိဘူးအဖိုးချမ်းကသူမကိုမတားလိုက်ချေချမ်းနှင့်ရှမ်းမိသားစုတို့သည်အငတ်ဘေးမှအတူတူထွက်ပြေးလာကြပြီးဒီနေရာတွင်လွန်ခဲ့သည့်9နှစ်ကအခြေချခဲ့ကြသည်သူတို့သည်အရင်ကအချင်းချင်းမသိခဲ့တော့လေထွက်ပြေးလာသည့်လမ်းခုလက်တွင်အတူတူလက်တွဲလိုက်ကြသည်ထို့အပြင်ချမ်းအဖိုးဖွားတို့ကလွန်ခဲ့သည့်2နှစ်ကစစ်မှုထမ်းသွားခဲ့သည့်မြေကြီးဆုံးကိုဆုံးရှုံးခဲ့ရပြီးရှမ်းလီနှင့်တစ်ဆက်ခန်းထဲဟုသတင်းထွက်ကပြန်ရောက်မလာခဲ့ချေတစ်ဖက်တွင်ကလေးများကသူတို့အကိုကိုဆုံးရှုံးလိုက်ရပြီးကျန်တစ်ဖက်ကတော့မြေလေးကိုဆုံးရှုံးလိုက်ရသည်အခုတော့ပင်မရှမ်းအိမ်ကကလေးများ၏အကြက်တဲကိုမြင်လိုက်ရသောအခါကိုချင်းစာစိတ်ဖြစ်စေဝမ်းနည်းစိတ်ဖြစ်စေသူတို့၏နှလုံးသားကပျော်ပြောင်းရလေသည်ရှမ်းအိမ်ဘက်ကဘာလှရှားမှုမှမရှိသည်တွင်လေးကချမ်းအိမ်ကတကားမင်းနှုံးကိုဖွင့်လိုက်တော့သည်စူညံတန်ကြောင့်ရှမ်းအန်းသည်လှည့်ကြည့်လိုက်ရာဖွင့်ထားသည့်တကားတွင်ရှိနေသည့်အဖွားချမ်းကသူ့ကိုလက်ဝှေ့ရမ်းပြသည်ကိုမြင်လိုက်ရလေသည်ရှောင်းအန်းဒီကိုလာခဲ့သူ့ကိုအသက်ကယ်ဖို့ဆန်နှဲနှဲပေးဖို့အရေးဦးလေးဖြစ်သူကိုအခက်တွေ့အောင်လှုပ်တော်မြရှမ်းအန်းမှာအဖွားချမ်းဤခေါ်တံကိုကြားလိုက်သည်တွင်စိတ်ပြည့်အာရော့သွားတော့သည်သူမကြီးကဒီထက်ပိုပြီးမဆောင်နိုင်တော့ဘူးလေသူကမပြေယုံတမဲရောက်လာပြီးအဖွားချမ်းဘာမှမပြောနိုင်ခင်မှာပဲဒူထောက်ချလိုက်ကအဖွားချမ်းကျွန်တော်မကြီးကအခြေအနေဆိုးနေပြီအဖွားမှာစားစရာလေးများရှိရင်ကျွန်တော်ကိုနည်းနည်းလောက်ဆွကျဲနိုင်မလားကျွန်တော်သူ့ကိုမြ мян လေးသွားကြွေးဖို့လိုလို့ပါသူထွက်လာချိန်ကအသက်မြင့်မြင့်သာရှူတော့သည်သူမကြီးဖြစ်သူကိုစဉ်းစားမိလိုက်တော့မျက်ရည်များကရှမ်းအိမ်မျက်နှာပေါ်တွင်စီးကြလာတော့သည်အကိုကြီးဖြစ်သူသွားလိုက်ပြီးနောက်အိမ်နောက်စုခွဲလိုက်သည်တွင်သူနှင့်သူညမဖြစ်သူတို့သည်သူတို့၏မကြီးကိုသာအာကိုရတော့မြည်မှန်ရှမ်းအန်းတယောက်တတိချမိလိုက်သည်သူတို့၏မကြီးလည်းဆုံးပါသွားခဲ့လျင်ညမဖြစ်သူနှင့်တောင်ပေါ်တွင်နေရမည်ဘဝကိုမြည်တို့ဖြစ်သွားမည်ကိုသူမှစဉ်းပင်မစင်းစားရတော့ကြည်ရှမ်းအန်း၏စကားကိုကြားလိုက်သည်တွင်အဖွားချမ်းသည်ရင်တုန်သွားတော့သည်သူမကစိုးရိမ်တကြီးမေးလိုက်၏အစာပြတ်တာလားရှမ်းအန်းကခေါင်းငိမ့်လိုက်ပြီးမှခေါင်းပြန်ခါလိုက်ခါဟုတ်တယ်အစာပြတ်တာပြီးတော့သူဖျားနေတဲ့ပုံပဲခဏလောက်လဲနေလိုက်ရင်ကောင်းသွားမှာပါလို့ပြောပြီးတော့ဒီနေ့နေ့လယ်ကလေးကအိတ်လိုက်တာကျွန်တော်နဲ့အာနင်တို့သူ့ကိုဘလောက်ခေါ်ခေါ်မနိုးလာတော့ဘူး
အဖွားချမ်းသည်ငတ်မှုဘေးကိုကြုံခဲ့ရပြီးလူအများကြီးကစာလောင်ငတ်မှုခြင်းကြောင့်ဆုံးမခဲ့သည်ကိုမြင်ခဲ့ရလေသည်ထိုစကားကိုကြားလိုက်ချိန်တွင်ပြင်းထန်သည့်အစာပြက်လက်ခြင်းဖြင့်မှခံမှန်းမိလိုက်တော်သည်အမှန်တော့ဆန်းလော့သည်အငတ်ဘေးမှလွတ်မြောက်လာခဲ့တော်လေလန်ခရီးတွင်ကျမ်းမာရေးချိုရင်းခဲ့ဟန်တူသည်ငါကိုစောင့်အောင်ငါနင်းနဲ့တောင်ပေါ်ကိုလိုက်ခဲ့မယ်အဖွားချမ်းကပြောလိုက်ပြီးအစားအစာသွားယူရန်ချက်ချင်းအိမ်ထဲသို့ပြန်လှည့်ဝင်သွားတော့သည်အဖိုးချမ်းကအထဲမှနေ၍သူတို့၏စကားကိုကြားလိုက်ပြီးအခုတော့လိုက်ထွက်လာကငါမင်းကိုအဖော်လိုက်ပေးမယ်သူမိန်းမကတဲတဲကိုပြန်ဝင်သွားသည်ကိုမြင်လိုက်တော့သူကတွေးဆဆဖြင့်ထပ်ပြောလိုက်လေသည်တကြားညုံနဲနဲလောက်ယူလာလိုက်အောင်အဖွားချမ်းကခေါင်းငိမ့်ပြလိုက်သည်အမှန်ပင်အစာပြက်လက်ခြင်းဆိုလျင်စားနှင့်တကြားကိုရင်နှင့်ဖြော်တိုက်သည့်အထောက်အကူဖြစ်သည်သူမကရှမ်းအန်းဘက်ကိုလှည့်ကမေးလိုက်သည်အိမ်မှာစားရှိတယ်မလားရှမ်းအန်းကခေါင်းမြန်မြန်ညှိပြီးပြန်ဖြေလိုက်၏ဟုတ်ရှိတယ်ဒါဆိုဟုတ်ပြီအဖွားချမ်းကအိမ်ထဲဝင်သွားပြီးဆန်နှစ်ပေါင်လောက်ကိုချိန်ထဲလိုက်သည်ရှမ်းလီနှင့်အမြဲတမ်းတွဲသွားတွဲလာရှိတတ်သည့်အကြီးဆုံးမြေးလေးကိုစဉ်းစားမိလိုက်ပြီးအခုတော့နှစ်ယောက်လုံးကစုံပါကြပြီဖြစ်ရာသူမ၏မျက်လုံးများကမျက်ရည်များစွတ်တက်လာလေသည်သူမကနှကန်းကိုကြိုက်ထားရင်နောက်ထပ်ဆန်နှစ်ပေါင်ကိုထပ်ချိန်လိုက်ပြီးဆန်အိတ်ကိုစီးကသူမမိသားစုပင်တော်ယုံတန်ယုံမသုံးသည်အိမ်ဤချမ်းသာမှုဖြစ်သည်တကြားညုံနှစ်တုံးကိုထုတ်ယူလိုက်ပြီးအိမ်အပြင်သို့မြန်မြန်ထွက်လာလိုက်သည်အဖိုးချမ်းကသူမိန်းမကိုမျက်ပေါ်တွင်ဖျက်လျှောက်ဖို့အတွက်ဒုတ်တချောင်းလှမ်းပေးလိုက်ပြီးသူကိုယ်တိုင်အတွက်လည်းဒုတ်တချောင်းယူလိုက်သည်သူတို့နောက်ကခြံဝန်းတကားကိုပိတ်လိုက်ပြီး၃ယောက်သားတောင်ပေါ်သို့အလင်းစလိုတက်လာကြတော့သည်သူတို့သည်ရှောက်လာရင်းကအဖွားချမ်းကအိမ်ကြီးရဲ့ခြေနေကိုရှမ်းအန်းအားမေးလိုက်၏သူမသည်ကြားရလေးလေးမောင်နှမနှစ်ယောက်အတွက်စိုးရိမ်လာလေးလေးဖြစ်သွားတော့သည်ရှမ်းလီကစုံမသွားပြီးဆန်းလော့ကအမကိုရပြီရာဒီ၃ယောက်ကတော့အနာဂတ်တွင်မြည်တို့နေထိုင်သွားကြပါမည်နည်းဟုစဉ်းစားလိုက်မိတော့သည်တောင်ပေါ်ကတက်ကဲကဲလေးတဲ့တွင်ဆန်းနေသည်သူမ၏ရောင်းမကြီးကိုဇွန်းဖြင့်ရင်နှွေးတိုက်နေလေသည်ရင်နှွေးတောင်းနေရင်ကဆန်းလော့သည်လည်းစိုးရိမ်နေမိသည်အနာဂတ်အတွက်မဟုတ်ဘဲရေတိုကာလအတွင်းအစားအသောက်ရှာရမည့်အရေးကိုပင်သူတို့ရဲ့တောင်ပေါ်အိမ်နားမှာတော့ဘာမှရှာလို့ရမှာမဟုတ်ဘူးမတက်တာတဲ့အစုံတော့အရွက်တွေကိုပဲတကယ်တော့တောင်နီးနားမှာစားလို့ရတဲ့အရွက်တွေရှိပေမဲ့မူလခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်တွေကနေရာအတိအကျကိုတော့မမှတ်မိဘူးဖြစ်နေတယ်အမွာတွေရဲ့ဦးလေးနဲ့ဒေါ်စီကနေအကူညီရဖို့မျှော်လင့်စရာမရှိဘူးညတကောင်မှာစံနဲ့ပါပါချေးလို့ရတယ်ဆိုရင်တော့အမျိုးသမီးလီရဲ့အရင်ကအကျင့်ကိုကြည့်ရင်သူတို့ကိုမတေယုံတမဲပဲထားလိုက်မယ်အပြင်ထွက်ပြီးအစားအစာရှာဖို့အားရင်လုံလောက်ရှိမှဖြစ်မယ်မဟုတ်ရင်ငါရင်မဟုတ်ဘူးပြက်တောင်းထမင်းနဲ့လေးနဲ့ဆက်ပြီးအသက်ရှင်ကြမယ်ခလေးနှစ်ယောက်ပါနောက်ဆုံးကြရင်ကျမ်းမာရေးချိုးရင်းသွားလိမ့်မယ်သူတို့တွေထပ်ပြီးပြင်းထန်တဲ့အစာပြတ်တာမျိုးခံစားရရင်အထူးသဖြင့်ဒီအခြေအနေရောက်နေတဲ့သူတို့၃ယောက်လုံးပေါ့သူမ၏အသက်ကိုကယ်တင်ပေးဖို့ရန်စေတနာကောင်းလွန်းသည့်ကလေးမလေးကလာရောင်အောက်တွင်အသီးများကိုရှာဖွေပေးခဲ့ပြီးကောင်ကလေးကဆန်ကိုတွားချေလာတဲ့ဖြင့်အံ့အားသင့်ပွဲကောင်းလွန်းသည့်လွမြောက်မှုတစ်ခုကိုရရှိထားသည်ကပင်ကံကောင်းနေပြီဟုဆန်းလော့ထင်မိသည်ထိုအကြောင်းကိုစဉ်းစားလိုက်ပြီးဆန်းလော့ကမျက်လွှာချထားလိုက်ပြီးရှမ်းနေကအကြည့်ချင်းမစုံရဲတော့ကြည်ဘာလို့လဲဆိုတော့မောင်နှမနှစ်ယောက်ကဲတင်ပေးခြင်းတဲ့သူကသွားနှိမ့်နေပြီလေငါကမယုံနိုင်စရာကံတရားကိုရခဲ့ပြီးမူလပိုင်ရှင်ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီးဆက်အသက်ရှင်နေတဲ့တစုံတစ်ယောက်သက်သက်ပဲသူမကမျက်လွှာချထားလိုက်သည်နှင့်အလင်းစလိုရှောက်လာသည့်ခြေတံများကတဲအိမ်ကိုချင်းကပ်လာကအတန်ကအရင်ဆုံးရောက်လာတော့သည်အားနှင့်ငါဆန်နည်းနည်းရခဲ့တယ်တကားသည်ဒုံဖွင့်ခံလိုက်ရပြီးဒုတ်ချောင်းလေးလိုပိန်ပါလွန်သည့်ကောင်လေးတစ်ယောက်ကကြည်စံတလောင်တို့အလော်တကြီးပြေးဝင်လာသည်
အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်နေသည့်အိမ်ဖြစ်ပြီးညာကြီးတကောင်ဖြစ်နေသည့်အတွက်အဖိုးချမ်းကအပြင်ဘက်တွင်နေခဲ့လိုက်ခါအဖွားချမ်းကတော့ရှမ်းအနောက်မှနေ၍တဲတဲသို့လိုက်ဝင်လာသည်တစ်ချက်ကြည့်လိုက်ရုံနှင့်အဖွားချမ်းသည်ရက်ဆက်ကြသည့်ရှမ်းလင်မယားကိုထပ်ပြီးချိန်ဆလိုက်တော်သည်ဒါကိုအိမ်လို့ခေါ်လို့ရတာလားတရောင်းစားတွေနေတဲ့ဖះเจ้าပြက်ကတော့ပိုကောင်းသေးတယ်နိုင်ရန်တွင်ထောင်ထားသည့်စိုက်ပျိုးရေးသုံးပစ္စည်းတစ်ခုခုထိုင်ကုန်ရှည်တစ်ခုနှင့်ပြင်များဖြင့်လှုပ်ထားသည့်ယာယီအိယာတစ်ခုကလွဲလျင်တဲတဲတွင်ဘာမှမရှိသလောက်ပင်မိဘကိုကြောက်တုံးပုံဖြင့်ပြုတ်လုထားပြီးဗကန်နှင့်တူသုံးဆောင်အပါအဝင်နှက်ခမ်းပဲ့နေသည့်အိုးတလုံးကိုမြေကြီးနှင့်မထိစေရန်လက်ဆေးစလုံးလေးတစ်လုံးထက်နည်းနည်းသာကြီးသည့်ကြောက်တုံးတစ်ခုပေါ်တွင်တင်ထားလိုက်လေသည်ထို့အပြင်ရှမ်းအန်ဤတေလူမျောပါနေမကောင်းဖြစ်နေသည်မကြီးစမ်းလောကလည်းအမှန်ပင်ပုံစံပြက်နေပြီးနိုင်ရန်ကိုမိကောင်ကျမ်းပြင်ပေါ်တွင်ထိုင်ရင်ရေတောက်ဖို့ရာအားနှင်ကိုမိခုန်နေရသည်ပြင်းထန်သည့်မိုးခေါင်ရေရှားအငက်ဘေးမှအသက်ရှင်နိုင်ခဲ့သည့်အဖွားချမ်းကအခြေအနေကိုမမေးဘဲခံမန်းနိုင်သည်ဆန်လောကအိယာကိုမရွေးဘဲကျမ်းပြင်ကိုအကြောင်းမဲ့ရွေးလိမ့်မည်ဟုသူမကမထင်ချေအချိန်ဆွဲမနေတော့ပဲသူမကစံအိတ်ကိုချထားလိုက်၏အိုရဲကရင်နွေးလက်ကြံကိုမြင်လိုက်သေးတွင်အိုရဲတို့တကြားညိုတုံးကိုမြန်ထည့်လိုက်ပြီးကြံတစ်ခုကိုတော့လွတ်နေသည့်ပကံလုံးတစ်ခုတည်းထည့်ထားလိုက်သည်ပကံလုံးဘေးတွင်နှက်ခမ်းပါသည့်ခရောင်းအိုးလေးတစ်လုံးကိုတတိထားမိလိုက်ပြီးဖွင့်ကြည့်လိုက်တော့အောက်ခြေတွင်ကပ်ပြီးကြံနေသည့်စားနည်းနည်းလေးကိုတွေးလိုက်ရသည်သူမကစားနည်းနည်းကိုမြေအိုးထဲဖြူးထည့်လိုက်ပြီးရေနှင့်ရောဖြော်လိုက်ခါရှမ်းနှင်ကိုလက်ရက်ခေါ်လိုက်ပြီးရှမ်းနှင်ကင်ထားသည့်ပကံလုံးထဲသို့စားနှင့်တကြားဖြော်ရည်ကိုလောင်းထည့်ပေးလိုက်လေသည်ဒါကိုနှစ်ယောက်မကိုတွားတိုက်လိုက်